ကျွန်တော်မင်းသားဖြစ်အောင်လုပ်ခဲ့ရပါတော့သူမင်းသားတော်တော်များများကိုသူပံ့ပိုးကူညီပေးခဲ့တာအများကြီးရှိပါတယ်ကျွန်တော်ကတော့ဒါတိုင်းပြည်ပြည်လူပညာသမားတယောက်ဖြစ်လာဖို့အတွက်ကတော့သူကနံပါတ်1ပေါ့လေပြီးတော့ကျွန်တော်ကစိတ်ရင်းကောင်းပါတယ်ဘာလို့ဆိုတော့စိတ်ရင်းကောင်းတယ်ဆိုတော့ကျွန်တော်ပြောတာမဟုတ်ပါဘူးဒီလောကလုံးလည်းသိပါတယ်သူကဒီအနုပညာနဲ့ပတ်သက်ရင်လောဘလည်းကြီးတယ်အဲ့လိုအ ਨੇ ဆုံးဒီဘယ်လိုခေါ်မလဲဆိုတော့ဘယ်လိုအားနည်းနေတဲ့သူနှိမ့်ချနေတဲ့သူအများဆုံးသူကပံ့ပိုးကူညီပေးရပေါ့လေဒါကျွန်တော်ဆိုလို့ရှိရင်တော့ဒါပြောစရာမလိုဘူးပေါ့အများကြီးတိုက်ခံလုပ်ပြီးတော့ကျွန်တော်လူကောင်မျိုးမင်းသားဖြစ်ရင်ဒီလောကကနေထွက်သွားမယ်ဆိုတဲ့လူမျိုးတွေကိုတော့တိုက်ခံလုပ်ပြီးတော့မှသူကမင်းသားဖြစ်အောင်ကျွန်တော်လုပ်ပေးခဲ့တာပေါ့လေသူပြောခဲ့တယ်လေသူတို့ကအောင်မြင်မှုတွေလူသိအောင်ကသူကိုယ်တိုင်စံတော်ဝါနဲ့သွားခဲ့ရတာကျွန်တော်လည်းကြတော့အဲ့လိုစံတော်ဝါမဖြစ်အောင်သူနှစ်30ကျော်လောက်ဖြတ်တန်းလာခဲ့အမှုပညာတက်တန်းနေပါဝါတွေကိုသုံးပြီးတော့ကျွန်တော်မင်းသားဖြစ်အောင်ထပ်နေပေးခဲ့တယ်လုပ်ပေးခဲ့တယ်ကျွန်တော်အလှည့်မှာသူမှားခဲ့တဲ့ဟာတွေမမှားလေအောင်ဆိုပြီးတော့ကျွန်တော်စပိုရင်းအများကြီးလုပ်ပေးခဲ့တာပေါ့အကိုကလေအကိုနဲ့ကျွန်တော်နဲ့ကနောက်ဆုံးမရကျွန်တော်တို့ဒီရွှေချင်းကကျွန်တော်အမျိုးတွေပေါ့ကျွန်တော်တို့အကိုကြီးရဲ့တငယ်ချင်းတွေကိုအောင်မို့လို့ဒီ EV ကြော်ညာလေးဆိုင်ဖွင့်ခွဲလေးမှာသူနဲ့ကျွန်တော်နဲ့နောက်ဆုံးတွေ့ခဲ့တာပေါ့နောက်ဆုံးတွေ့ခဲ့တာဆိုတော့အဲ့ဒါတိတ်တော့မကြသေးပါဘူးပြီးတော့နောက်ဆုံးရိုက်ခဲ့တဲ့ဇလန်တွဲဆိုလို့ရှိရင်တော့ဂျာဘလူးပေါ့ဂျာဘလူးဇလန်တွဲအကိုနဲ့ကျွန်တော်ရိုက်ခဲ့တာကျွန်တော်နဲ့အတူတူရှိနေတော့ဒီလောက်ထိဖြစ်သွားလိမ့်မယ်လို့တော့ကျွန်တော်ကမထင်ဘူးပေါ့လေဘာလို့လဲဆိုတော့သူဖြစ်တဲ့အချိန်နဲ့ဆေးရုံရောက်နေတဲ့အချိန်နဲ့2 နာရီလောက်ဟာနေတာဟုတ်ဆိုတော့သူဘာယောဂါတွေဖြစ်ခဲ့ဘူးလဲဘာတွေဖြစ်ခဲ့ဘူးလဲဆိုတော့ဆရာဝန်တွေကိုတင်ပြဖို့အတွက်လူမရှိဘူးလေအဓိကပြဿနာအဲ့ဒါနောက်တစ်ခုကကျွန်တော်တို့ညီကိုတွေကပြီးတော့ကျွန်တော်ဘေးနားမှာရှိတဲ့ညီကိုတွေအကုန်လုံးကသူ့ကိုချစ်ကြတယ်သူ့ယောဂဘာတွေရှိလဲဆိုတော့ညီကိုတွေကအကုန်လုံးသိကြတယ်ဥပမာထားပါတော့မုံရင်းကစားတာဖြစ်ဖြစ်ဝတ်သားစားတာဖြစ်နှစ်ချင်စားတာဖြစ်ဖြစ်အဲ့ဆိုရှင်သွေးတက်နိုင်တယ်သွေးတိုးနိုင်တယ်အဲ့ဒါဆိုရှင်ဆေးတောက်ဖို့အတွက်တတိပေးရတယ်ကျွန်တော်တို့ဒါဥပမာမျက်နှာအန်းနေပြီဆိုတမယာကြီးလေးကအစအဲ့လိုမျိုးအများကြီးသူ့ကိုဟိုဖြစ်ခဲ့တာပထမတစ်ကြောလဲဘုံတော့သွေးကြောပေါက်ပြီးတော့သူကလုံးဝအတိတ်မိသွားတာလေအဲ့ဒါတွေကိုကျွန်တော်တို့ကအများကြီးပြန်တတိယလောင်အများကြီးလုပ်ခဲ့ရတာဟုတ်အများကြီးလုပ်ခဲ့ရဆိုတာစီးဝါးတွေရောပြီးတော့ကျွန်တော်တို့ညီကိုတွေချင်းချင်းအဲ့လိုတတိပြန်လဲလောင်အကူနဲ့ကျွန်တော်နဲ့ဘာကားတွေရိုက်ခဲ့တာတချင်းတွေဘယ်လိုဆိုခဲ့တာနေပွဲတွေကိုဘယ်လိုသွားခဲ့တာအဲ့ဒါတွေကစားသူ့ကိုအဲ့လိုဖုန်းနဲ့တောက်လျှောက်ပြပြီးတော့အများကြီးသူ့မှညံနေပြန်ပြီးတော့ဟိုဖြစ်လာအောင်အခုဆိုလုံးဝကောင်းသွားပြီဆိုတော့ပြီးတော့နောက်တစ်ခုကကျွန်တော်ကိုဖုန်းဆက်ပြီးအမြဲတမ်းမေးရဲကိုမင်းတော့တောက်လို့လားဆိုတော့ no လုံးဝမတောက်ဘူးကျွန်တော်ကိုမတောက်တော့တစ်နှစ်ကျော်သွားပြီသူအရင်ကြိုက်ပါတယ်ဆိုတော့ကိုယ်လည်းဖြတ်ပြီးသွားပြီအဲ့တော့တချို့ကကြတော့ကိုမင်းဆိုစင်မမှာတောက်လို့အဲ့လိုဖြစ်တယ်မဟုတ်ဘူးလုံးဝမတောက်တစ်နှစ်ကျော်သွားပြီသူကြိုက်တဲ့ကိုယ်လည်းဖြတ်ပြီးသွားပြီအားလုံးဖြတ်ပြီးကျွန်တော်သိဟုတ်ကျွန်တော်ကရင်မဲတင်မှာအကိုကဖန်ဘက်မှာဆိုတော့ကျွန်တော်ကအထက်နဲ့အောက်ဖြစ်နေရလေကျွန်တော်3 နာရီထိုးခံနေလောက်မှကျွန်တော်သိရတယ်သိရတဲ့အချိန်ကစုံးမှသိရတာအရင်ကအဲ့အချိန်မှာကျွန်တော်ကပွဲလက်ခံတာဆိုတော့ပွဲရလူကြီးတွေကျွန်တော်အကိုရဲ့ဒီနောက်ဆုံးကြီးကိုကျွန်တော်ပို့မယ် On Facebook, Ronak's love for coffee got deeper.